ဒီနေ့မှာတော့အရင်ကဖောက်ထားတဲ့ဟာလေးပြပါမယ်ဒီဟာလေးကကျတော့ဘာလို့ကျင်းလဲဆိုတော့အကုန်ကြိုက်တယ်ဒီအစိမ်းပပပြီးတော့ဘာလေးဖောက်ထားလဲဆိုတော့ဒီမှာပါဖြူလေးဖောက်ထားပါတယ်ဖြူလေးနဲ့ရမှာပါတယ်မျက်စိလေးလည်းရတယ်ဒီဟာရဲ့ happy birthday ပါဒီကတော့ scar panda winter fashion ဒီထဲမှာအကုန်ကြိုက်တယ်ဆိုဒီစိမ်းရဲ့ဒီအမျိုးလိုဟာလေးရဲ့ဒီကလမိုင်းရင်ကြိုက်တယ်။ဘာလေးပောက်တာလဲဆိုတော့ဒီလေးပောက်တာပဲ။သူကကတ်မပါဘူး။ဒီမှာပါကမကောင်းစွာနဲ့မျက်စိမိန်နဲ့ဟာလေးကြပါလေ။အဲ့ဆိုတော့ဒီနေ့ပြီးတော့လည်းပါဆရာပါ။ဒီမှာဘလိုင်းမဖောက်ပြမှာပါ။ဇူတိုပီယာပါ။ဒီကတော့ကြည့်ရှင်မှာဖောက်လိုက်ပါတယ်။အားလေးကြာပါလေ။ Oh my ပြပါလေကွာဒီနှစ်ခုအကြိုက်ဆုံးကွာဒီကတော့တိတ်ကြိုက်လေးကြိုက်လို့မကြိုက်ဘူးဒီကောင်းကိုကြိုက်လေးကြိုက်ဒီထောင်ကြနေတူတော့လုံးဝကြိုက်ဘာလို့ထောင်ကြနေလဲဘလို့လဲမသိဘူးမမကက်ကလေးပါမီနီဆက်ပါလားဒါလေးပဲရင်ကထားတာနော်ဘဖောက်ရတယ်လို့ပြောလို့ဖောက်ပါနော်ဖောက်ပါလေအဲ့ဒါကိုဖောက်ပါโอเคခါလေးရဖောက်ဒီကတော့လေးရစိတ်ပါကြည့်မလားတော့မိုက်ကြတယ်တော့တိုင်းဖောက်ဒါလေးတော်တော်လေးโอเคအဲ့ဒီလေးချင်းနဲ့လေးညံ့လို့မရဖြစ်မရဒီဝေးဖောက်နည်းနည်းလေးတော့နည်းနည်းစုပ်ပြတ်တတ်တော့ပါလေနည်းနည်းလေးမပေါ့နည်းနည်းလေးပဲတော့ကော်ရီနဲ့အသေးပိတ်ထားအားရပါရဲ့ခဲထားတက်ကဒီအေးလေးမှာနော်ဒီဘက်မှာလုံးဝပါလုံးကြီးရောNick Officer Nickပြုံးချက်စရာလေး Officer Nickဒီတော့ခွာလေးလုံးနော်ဒီအလေးဟာဆိုduty လေးကြာကောင်းတယ်ဒီ Officer duty လေးကြာကောင်းတယ်အသေးပိတ်ထားပါလေရပါပြီရလေးလုံးလုံးကြီးNick ပဲဒါပေမဲ့ဂျူဒီကြိုက်တာလေဂျူဒီကိုကြိုက်ဆုံးဒါပေမဲ့ Nick ပေါက်သွားပါတယ်ညောင်စလုံး Nick ပါအင်းချူရလေးချူရမ်ချူတော့ဒီမှာကြည့်အင်းချူအောင်လေရနောက်ခါကျဂျူဒီပေါက်